episode 9ရဲ့အစမှာတော့ထွက်ပြေးလာတဲ့ယမင်းတို့ရဲမက်တွေကလိုက်မေးနေရကြောင်းစိတ်ကန်းစီရောက်မလာပဲရဲမက်တွေလက်တဲ့ဖမ်းမခံရအောင်ထွက်ပြေးနေရပါတယ်မနေ့ရောက်တော့ယမင်းကအိမ်တိုင်ထဲမှာနိုးလာခဲ့ပြီးဖြစ်နေရတွေကိုမယုံနိုင်ဖြစ်နေကအဖေဖြစ်သူတည်ဆုံးမှုအတွက်မဖြေစင်နိုင်ဖြစ်နေခဲ့ပါတယ်ဦးမောင်တော့အိမ်ဝင်စည်းခံရပြီးဦးမောင်တည်ဆုံးသွားတဲ့အကြောင်းကိုအတင်းတုံးနေကြပြီးယမင်းကိုကယ်ထားတဲ့အတွက်ရှီယောကိုလည်းမြစ်တာပို့နေကြပါတယ်တကယ်တော့ထွက်ပြေးဖို့မရတော့တဲ့ယမင်းတို့ရှီယောတို့ကကယ်ထားဖြစ်ပြီးမင်းဦးကလည်းယုံလို့ရတဲ့ရှီယောကိုသူတည်လာတဲ့မြေပုံကိုထုတ်ပြခဲ့ပါတယ်အဲအချိန်ခန်းထဲကိုငေါငါဝင်လာပြီးမင်းညာကဦးမောင်အိမ်မှာရှိနေတဲ့ခန့်တဲ့ဓာတ်ကိုရှီယောကိုပေးလိုက်ကခန့်တဲ့တည်ဆုံးသွားကြောင်းနဲ့ဝမ်ရကတက်သွားကြောင်းပြောပြလိုက်ပါတယ်ပြီးတော့ခန့်တဲ့ရဲ့အလောင်းကိုမျိုးတော်ရှိမှချိတ်ကနိုင်ငံတော်ပုံကံမှုနဲ့ပြည်သားတယောက်လိုကြံစည်လိုက်ကြောင်းသိလိုက်ရပါတယ်ဘုံရန်သူကတယောက်တည်းမလို့ယမင်းတို့နဲ့ရှီယောတို့ပူပေါင်းကမြေပုံကောက်ွယ်ဖို့နဲ့ဒီမြေပုံကနိုင်ငံတော်လုံခြုံရေးအတွက်ဓာတ်ရိုက်တက်ဆိုင်နေကြောင်းပြောပြလိုက်ရင်မူတော့ကရောက်လာကယမင်းတို့ချိုးချမ်းမလုပ်ဖို့လာပြောပြီးဒီကနေထွက်သွားဖို့ပြောလိုက်ပါတယ်ယမင်းကလည်းသူယူလာတဲ့မိသားစုအမွေဖြစ်တဲ့ည2,000ငွေလက်မှတ်နဲ့ချမ်းမိုင်အိမ်မိုင်စာချုပ်တွေကိုပြကသူတို့ကိုကူညီရင်မူတော့တို့ဓာတ်ရိုက်ပေးမယ်လို့ပြောလိုက်ပါတယ်မူတော့လည်းယမင်းရဲ့ကမ်းလှမ်းချက်ကြောင့်စိတ်ဝင်စားသွားပြီးကူညီတဲ့မကူညီတဲ့စဉ်းစားနေခဲ့ပါတယ်မင်းကရှီယောကိုယုံကြည်ပေမဲ့မူတော့မယုံတာကြောင့်စိတ်ပူနေကမူတော့သူတို့ကိုရဲလက်အပ်မှာကိုစိုးရိမ်နေခဲ့ပါတယ်ရေပုံပါမလာတဲ့ဝမ်ဟဲကိုလူနိုင်ကရိုင်းနှက်နေပြီးဝမ်ရန်ကလည်း3ရက်ချိန်ပေးဖို့နဲ့ဒီမျိုးကထောပေါက်တွေအကုန်လုံးပိတ်ထားပြီးမလို့မစိုးရင်တဲ့ကြောင့်လူနိုင်ကိုချော့နေခဲ့ပါတယ်ရေပုံမယူလာနိုင်တဲ့လူနိုင်ကိုတော့အထက်လူကြီးတွေကသုံးမကြဘူးဆိုပြီးစုနေကလက်မိုးရတို့လိုချင်မြေပုံရအောင်ယူရမယ်လို့ပြောတာကြောင့်လူနိုင်ကလည်းအသက်ရင်းပြီးယူလာပေးမယ်လို့ခရီးပြလိုက်ပါတယ်အထက်လူကြီးတဲ့အမျိုးသမီးကတော့အထက်လူကြီးကိုရဲအောင်တည်ဆောင်မှုနဲ့တင်မလုံလောက်ပဲရဲအောင်ရဲ့မျိုးသမီးတွေကိုပါမျိုးဖြုတ်ဖို့ပူဇာနေခဲ့ပါတယ်ရှီယောကလည်းသူအနေများတဲ့ကိစ္စလုပ်တော့မှဖြစ်ပြီးရှင်ရင်လည်းရှင်သေးလည်းတည်သွားနိုင်တာကြောင့်ပြောစရာစကားမှားစရာစကားရှင်ကြိုးပြောထားဖို့မူတော့ပြောပြနေခဲ့ပါတယ်ဝမ်ဟဲတပည့်ဖြစ်တဲ့တုတ်ကြီးရဲ့ညီမဟာဒဏ်ရာရနေရကြောင့်ဝမ်ဟဲကလည်းသူ့တပည့်မှဒဏ်ရာရလို့စိတ်တုန်တွေကဝမ်ဟဲရက်ဆက်ပေမဲ့မုံကိုချစ်စိတ်ပြင်းထန်သူတယောက်ဖြစ်နေခဲ့ပါတယ်မူတော့တုံဆိုင်နေတဲ့ခြေထောက်တွေနဲ့ရဲမဲ့ယုံတော်နာရောက်လာပြီးရှီယောအကြောင်းတွေတွင်းနေရင်နောက်ဆုံးမှတော့ရဲမဲ့ယုံတော်တဲ့ဝင်ကလူနိုင်နဲ့တွေ့ခဲ့ပါတယ်မူတော့လူနိုင်ကိုယမင်းတို့ကတောင်ထိပ်ကအိမ်လုံးမှာပုံနေကြောင်းလာပြောခဲ့ပါတယ်လူနိုင်ကလည်းသူတို့ယမင်းကိုရှာနေဘလို့တီလဲလို့မူတော့မေတော့မူတော့ယမင်းကိုကဲခဲ့တဲ့သူကရှီယောဖြစ်ကြောင်းပြောပြလိုက်ပါတယ်ရှီယောကခန်းတယ်နဲ့ညီကိုဆက်ဆံရေးရှိကြောင်းရှီယောရဲ့စာကိုလူနိုင်စီပေးလိုက်ပြီးဝမ်ဟဲကိုလက်စားချစ်ချင်နေကြောင်းပြောပြလိုက်ပါတယ်ယမင်းတို့ကမနှက်ဖြန်အာယုံဦးမှာဖပြေးဖို့လုပ်ထားကြောင်းသတင်းလာပေးရဖြစ်ကြောင်းနဲ့အပြန်အလှန်အနေနဲ့ရှီယောအသက်ကိုချမ်းသာပေးဖို့လူနိုင်ကိုတောင်းဆိုလိုက်ပါတယ်မူတော့ရဲ့သတင်းပေးမှုကြောင့်လူနိုင်ရဲ့ရမတ်တွေလည်းမူတော့ရဲ့လမ်းပြမှုနဲ့အတူယမင်းတို့ရှိတဲ့စီကိုကြည်တက်လာကြပါတယ်ရှီယောကတော့ခန်းတယ်ရဲ့ဓာတ်အုပ်ကဝမ်ဟဲကိုသွေးကြည့်ဆက်ဖို့အတွက်လာခဲ့ပါတယ်ရှီယောကဝမ်ဟဲလက်ယုံတွေဖြစ်တဲ့တုတ်ကြီးတို့မောင်နှမကိုအရင်ရှင်းလိုက်ပါတယ်မူတော့အုပ်ဆောင်တဲ့ရမတ်တွေရောက်တော့အိမ်မှာယမင်းတို့ကမရှိတော့ပဲအကွက်ကြိုပြေးသွားကြောင်းလူနိုင်ကိုယ်တိုင်လက်ချရပါတယ်ယမင်းတို့ကတော့ငေါအားတို့ကဒေါ်လန်ကနေကယ်ထုတ်သွားပြီးရမတ်တွေမရှိတော့ဦးမောင်မောင်နဲ့ခန်းတယ်တို့ရဲ့အလောင်းတွေပါယူလာခဲ့ပါတယ်ဝမ်ဟဲနေပြီးတဲ့တော့ရှီယောကတယောက်တည်းဝင်လာခဲ့ပြီးမဲမြင်သမျှအကုန်သက်ပေးနေတော့ဝမ်ဟဲရောက်လာကကွဲတုတ်ကြီးတို့ရှင်းခဲ့ကြောင်းရှီယောကပြောလိုက်ပါတယ်ဝမ်ဟဲလည်းသူမျိုးထီတော့စိတ်တူသွားပြီးရှီယောနဲ့ရှင်နိုင်ကကြားနဲ့စင်လဲပြင်းမှာချားနေလို့လက်ရည်ကတူနေခဲ့ပါတယ်ဒေါ်နဲ့တယောက်ချက်ထိပြီးရှီယောအလစ်မှာဝမ်ဟဲကဖွက်ထားတဲ့ဓာတ်နဲ့ထိုးပေမဲ့ဖိုးသက်ပြင်းလေးရှီယောကတော့ပြန်ထားလာပြီးဝမ်ဟဲဓာတ်နဲ့ပဲဝမ်ဟဲကိုကိုယ်တိုင်ဆုံးသက်ပေးလိုက်ပါတယ်ရှီယောကလည်းကိုလိုချီရတဲ့ခန့်တဲ့ညီလေးလို့တန်ဖိုးထားတဲ့မာဆိုးတို့ကိုတတ်ခဲ့တဲ့ဝမ်ဟဲကိုရှင်းပြီးဒန်ရန်ပလက်ပွားနဲ့ပြန်လာခဲ့ပါတယ်လူတိုင်းကတော့ယမင်းတို့ကိုခူရီရှာမတွေဖြစ်နေကဒေါသကလည်းပွားနေခဲ့ပါတယ်မူတော့ကိုလည်းသူ့ကိုလိန်တယ်လို့ထင်ကလဲရကောင်းမလားဆိုပြီးရိုင်းနှက်ကတဖို့လုပ်ပေမဲ့သူတစ်ပည့်ကဝင်တာအကြောင်းမူတော့လည်းလက်မတည်လဲအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်မူတော့ကလည်းသူတော်မသိလို့တောင်းပန်နေပေမဲ့လူတိုင်းကတော့မူတော့ကိုယာရုကထုတ်ွယ်လိုက်ပါတယ်ဥမမောင်နဲ့ခန်းတဲ့တို့ရဲ့အလောင်းကိုမြေမြုပ်ကြပြီးရှီယောကလည်းဒဏ်ရာရည်နဲ့လက်စားချင်နိုင်ခဲ့ကြောင်းဝမ်းနဲ့စာနဲ့ငိုကြွေးနေခဲ့ပါတယ်မင်းနိုင်ငံကိုထွက်သွားတော့မဲ့ယမင်းကတော့ရှီယောကိုနှုတ်ဆက်နေပြီးသူတို့နဲ့အတူလိုက်ဖို့ပြောပေမဲ့ရှီယောကသူကနေဆက်ကိုသွားတော့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်နောက်ဆုံးအနေနဲ့ယမင်းကရှီယောရဲ့ဒဏ်ရာကိုသူ့ဝစ်စားနဲ့စီးပေးခဲ့ပြီးနှုတ်ဆက်လိုက်ပါတယ်ယာရုပြုတ်ပြီးအာနာမရှိတော့တဲ့လူနိုင်ကိုသဘုံကောင်းဆောင်တွေကမကျင်တတ်တာတွေမျိုးသိမ့်မထားတော့ပဲဒါကိုစီကန်ကလူနိုင်ကိုမဲဝိုင်းဖြတ်ရင်လူနိုင်ကလည်းသူ့နီလန်လိုက်တည်ဆုံးသွားခဲ့ပါတယ်ဘူတော့ကတော့သူ့ကိုမပြောပဲယမင်းတို့ကိုကယ်နေထားတဲ့ကိစ္စလို့ငေါငါတို့ကိုစုနေခဲ့ပါတယ်ငေါငါကလည်းတန်း2,000ကသူတို့အိမ်မက်မမတ်ဘူးတဲ့ပမာဏဖြစ်တာကြောင့်လက်ခံခဲ့ရကြောင်းပြောလိုက်ပြီးအကောင်လုံးကိုရှီယောကစီစဉ်ခဲ့ရဖြစ်ကြောင်းပြောလိုက်ပါတယ်ဘူတော့ကတော့သူ့အမေရဲ့ပဲရှီယောကိုရွေးခဲ့ကြတဲ့ဖွဲ့သားတွေကိုစူးစမ်းနေတော့လူတယောက်ကစစ်ပွဲကြီးညာလိုက်ပြီးလို့တဲကြီးမဲကြီးနဲ့လာပြောခဲ့ပါတယ်ယမင်းတို့လည်းလင်းနဲ့သွားနေတော့တောင်ထိပ်တွေမှာစစ်ပွဲစားမဲ့ရဲရောင်နေနဲ့ပြီးလောင်နေတာတွေကိုကြည့်နေရပါတယ်ရှီယောကလည်းတောင်ထိပ်တဲ့နေရာကနေလောင်နေအောင်ကြည့်နေခဲ့ရင်စီဇန်1လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ